အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဝင်မြပေးမယ်အကြောင်းအရာကတော့ Meta Effects ပြုလုပ်တဲ့နည်းပဲဖြစ်ပါတယ်ကျွန်တော်တို့ timeline တွေကို video တစ်ပုတ် drag and drop လုပ်ပြီးတော့ရင်ဆွဲထည့်လိုက်ပါမယ်ဟိုဒီ video ကိုကျွန်တော်တို့က play တစ်ချက်နှိပ်ကြည့်လိုက်ပါမယ်လို့ဆိုရင်ဒီ video မှာရှိတဲ့ရုပ်ကတ်ကဘယ်ဘက်ထောက်မှာဒီအမျိုးသမီးကရှိနေတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကညာဘက်ထောက်ကိုရောက်စေချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ video ရဲ့ basis ထဲကနေပြီးတော့ရင်ကျွန်တော်တို့ကဒီမှာ flip ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်သူကညာဘက်ထောက်ကိုရောက်သွားမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေနောက်ထပ်မှတ်မိစေဖို့အတွက်ကျွန်တော်နောက်ထပ် video လေးတစ်ပုဒ်ကို drag and drop လုပ်ပြီးတော့ရင် timeline တွေကိုထည့်လိုက်ပါမယ်အခုဆိုရင်သူကဒီ video ထဲမှာရှိတဲ့ဥစ္စာကညာဘက်ထောက်မှာရှိနေတာဖြစ်ပါတယ်အဲ့ဒီ video လေးကိုကျွန်တော်ကဘယ်ဘက်ကိုတောင်းကိုလှည့်စေချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ video basis ထဲကနေပြီးတော့ရင် flip ဆိုတဲ့နေရာကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်သူကညာဘက်တောင်းကနေပြီးတော့ရင်ကိုဘယ်ဘက်တောင်းကိုပြောင်းသွားတာတွေ့ရမှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်မိတ်ဆွေတွေအနေနဲ့ဒီ Meta Effects ဘယ်လိုလုပ်ရမလဲဆိုတာကိုသိရှိသွားပြီဖြစ်ပါတယ်ဒီဗီဒီယိုလေးကကျွန်တော်မိတ်ဆွေတွေအတွက်အကျိုးတစုံတရာရှိခဲ့တယ်ဆိုရင် comment မှာ yes ဆိုပြီးတော့ရင်ရေးပေးခဲ့ပါတခြားမိတ်ဆွေတွေသိအောင်လဲ share button လေးကိုတစ်ချက်နှိပ်ပြီးတော့ရင်မျှဝေပေးပါကျွန်တော်တို့နောက်ဗီဒီယိုသင်ခန်းစာတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါခင်ဗျာ